တနစ်ကိုကျက်48သိန်းအထက်ဝင်ငွေရရှိနေတဲ့ဘယ်မြန်မာနိုင်ငံသားမဆိုအခွန်ဆောင်ရမယ်လို့ဆိုထားပြီးပြည်ပရောက်နေတဲ့သူတွေလည်းအခွန်ပေးဆောင်ကြဖို့ထုတ်ပြန်ထားပါတယ်။ပြည်ပမှာနေထိုင်တဲ့သူတွေအနေနဲ့ကြိုတင်ပေးဆောင်ပြီးကြမှာသာ passport တက်တန်းတိုးတာလဲလှယ်တာ CI လုပ်ခွင့်ပြုတာထောက်ခံစာပြုလုပ်တာနဲ့ OWIC ကတ်တွေပြုလုပ်ခွင့်ရရှိမယ်လို့ဆိုပါတယ်။ဆိုတော့ဂျပန်တို့တောင်ကိုရီးယားတို့မှာအလုပ်လုပ်ပြီးတစ်လကိုကျပ်သိန်း80 80ရတယ်လို့ online ပေါ်တင်ကြွားနေတဲ့သူတွေကိုစစ်ကောင်စီကအခွန်ပေးဆောင်ကြဖို့အသိပေးနေပါတယ်။မြန်မာနိုင်ငံသားတဦးဟာတစ်နှစ်ကိုကျပ်48သိန်းအထက်ဝင်ငွေရနေတယ်ဆိုရင်ဝင်ငွေခွန်ပေးဆောင်ရမယ်လို့ထုတ်ပြန်ထားပြီးတော့ရရှိတဲ့ငွေကြေးအမျိုးအစားနဲ့အခွန်ပေးဆောင်ရမှာဖြစ်ပါတယ်။စစ်ကောင်စီဟာစီးပွားရေးတိုးတက်ကောင်းမွန်တာတွေမရှိပေမဲ့ပြည်သူစီကနေအခွန်တပြားမှမရောအောင်ကောက်ခံဖို့စ조사နေပြီးလူတွေဆင်းရဲနေချိန်မှာအခွန်တိုးကောက်ခံနေတာပါကုန်စည်နှုန်းတွေကြီးမြင့်လာပြီးအထွေထွေအကျက်အတီးကြားရောက်နေချိန်မှာစစ်ကောင်စီဟာပြည်တွင်းမှာစီးပွားရေးလုပ်ငန်းတွေစိုင်းတွေအပြင်လူထုစီကနေပါအခွန်ကောက်ခံနေတာပါပြည်ပရောက်မြန်မာနိုင်ငံသားတွေကိုတင်းကျပ်တာတွေ passport မှာအကြောင်းအမျိုးမျိုးနဲ့တစိမ့်သုံးထုပေးတာတွေလုပ်နေပေမဲ့အခွန်ရဖို့အတွက်ကြစ조사ပြင်ဆင်နေပါတယ်